Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စာရွက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဘုလို့ကျွန်တော်တို့blog ဖူပထမဆုံးဆက်သွက်ခဲ့တယ်ဘုလို့ကျွန်တော် blog ဖူပထမဆုံးဆက်သွက်ရဲဆိုတော့မစော့ဘူးတော့မဟုတ်ဘူးဗျာဒါပေမဲ့ကျွန်တော်မစော့တာလဲ3 4 5လလောက်တော့ရှိရမယ်အဲဆိုအခုပြန်စော့မှာဖြစ်ပါတယ်ဗျာအခုပြန်စော့ရဲ blog ဖူဘယ်လိုပြောင်းထားသလဲဆိုတော့တို့ရုံမိုက်ပဲအခု PV စမ်းချကြည့်မယ်ဟာ blog ဖူလို့ကြည့်မစော့တာငါ PV တော့မတက်တော့ပါလားယောရေးလုံးအိုက်လုံးကြောင်ရောမရတော့ရလိုင်းမကြောက်လိုင်းမကောင်းတာရေးလောက်ပါဦးရေးဖုန်းနဲ့လက်ကိုမီလိုင်းနေထည့်ရအောင်လုံးကွာဟာရှောပါကွာမနိုင်ဘူးလားလို့ဒီကောင်ဟုတ်ပြီပြန်ကျုံးမှာကွာမင်းအောင်ကောင်မင်းကျင်တယ်လုံးဝမကျင်တယ်ဟာရှိလို့လားကြောက်လို့ပြေးတော့လားမသိဘူးနေတဲ့မောင်ကဖွင့်ကြည့်တော့မယ်ဟာရောဒီကောင်ကြောက်ထားလားကွာပြန်ချဖို့ငါလည်းလိုင်းကောင်းသွားရဆိုအဲ့ကောင်လန့်သွားတယ်ကျွန်တော်ဘက်ကလောက်ကြီးတိတ်ဟွာဖြစ်လို့ပြကျွန်တော်လိုင်းကတော့အစင်တိတ်မပြေဘူးပေါ့နော်အစင်မပြေတော့လဲရအောင်ဆွန့်ပါပဲမဘောဒီကောင်ကျိုးမယ်ကွာအဲ့ပိုဘယ်လိုလဲနိုင်မထင်ပါနဲ့လာဒီဘောလောက်ကတော့အလောက်ကြီးမဟုတ်ပါဘူးကျုံးပြီးရော့ဟာလိုင်းဘာလုပ်ထားတော့လိုင်းကဘာတော့လို့ယောဟိုက်ရောင်ရေးမရဘူးလားကွာလိုင်းရဘယ်လိုဖြစ်တာတော့ဘယ်လိုဖြစ်လို့ကျသွားတာတော့လိုင်းကြတယ်ပြောလိုင်းကြတယ်ဟယ်လိုပေါင်ဗျာလိုင်းကြပါဆိုဟေးချီပဲလိုင်းရနေရင်ထိုင်ကြယူမှာကျွန်တော်ဘယ်လိုဆက်လို့တလဲဆိုတော့မရတော့အဲ့တော့ငါလုံးဝအဆုံးနေမို့တွေဖတ်မရတော့မယ်ဆိုမှကျွန်တော် wifi ကိုပြန်ကောင်းတော့တဲမှာကျွန်တော် line ကောင်းသွားတာဆိုတော့ကောင်းသွားပါတယ်ဒါပေမဲ့ကောင်းပေမဲ့လည်းကျွန်တော် short ဘာနီးဖြစ်သွားခဲ့တယ်ပေါ့နော်အချာလေးဘာလို့ရောမရဘူးတခွန်းနဲ့ကွာရသေးနောက်ထပ်တိုက်မယ်ပြေးမြတော့မိုးအားသေးပြီကွာကျန်နေပေါ်ကျန်နေအဲ့နဲ့ပဲကျွန်တော်မကျင်တဲ့ထန်နေနောက်တစ်ခေါက်ပွဲဆင်နွှဲပါပြီဗျအခုတော့မြန်ပြေးပါမယ်ဘောတော့မှီမှာပါရောက်ပြေးတယ်ရောက်တယ်ပြေးနေတယ်ဘယ်ရောက်သွားတော့ဘောဟိုဘက်မှာငါလည်းဆောက်တွေတော့ပုံကြီးအဲ့လိုပဲမြို့ဒီခါကျတော့မရတော့ဒီခါကျငါ့ stat တွေရင်ကြည့်မယ်ငါ stat က fruit မှာဆိုတော့အတီးတုံးပြီးကျုံးအောင်တီးသွားရဆိုတော့ငါရုံးစုံဒီကောင်ငါဒါနဲ့မြောက်ပေးလိုက်မယ်မြောက်ပြီးငါ့ကိုနည်းနည်းခေါ်မယ်ပြီးရင်မကမနဲ့တီးမယ်လှုပ်ရှော့ယောဟုတ်ပြီမင်းလှုပ်ပေးမယ်မင်းမကမတော့ damage ထိရပေါ့နော်ဒါပေမဲ့လည်းသူ damage ကတော့ကျွန်တော်ထက်ပိုကျန်းနေတယ်ပေါ့နော်ကျွန်တော် level 1800ဆိုပေမဲ့သူ level က1000ကျော်နဲ့ကိုမှအဲ့လောက်ကျန်းနေတာပေါ့နော်2000ကျော်ရေးဆိုတော့ပြောတော့ ਨੇ အဲ့မှာကျွန်တော်လုံးဝဟိုတော့ရင်တုံးပြီးတော့ပြစ်တယ်မရဘူးရောက်လိုင်းရလေကွာနည်းလိုင်းရထဲမှာပုံရတယ်နည်းထဲအဲ့လိုဖြစ်သွားတယ်အဲ့ကျုံးနေဗျာရေးမရတော့ဘူးလားကွာအဲ့နဲ့ပဲတီးရမှာကွာငါလုံးဝဟိုဖြစ်သွားတော့ငါလုံးဝဆိုတော့ထက်ကျုံးမယ်စီဝန်းနဲ့နေငါပေါ်ခုံမယ်ဟုတ်တယ်ပြီးရင်နောက်ထပ်လောက်ပါ this skill ဖွင့်ပါလို့လိုင်းရလေကျုံအေးဆေးပဲနောက်ထပ် skill 1 use 01ကိုကျုံမယ်ဒီကောင်လုံးဝနိုင်မှာဖို့ဆိုတော့ငါတွေးနေပဲငါကျုံးလိုက်တာငါ show 1ဖြစ်သွားတယ်ယော့မ skill 3မယ်မရဘူးကျန်တယ်ဗျာလုံးဝလိုင်းရလဲကောင်းဟိုကလည်းထစ်ဆိုတော့မိုက်တာပေါ့ကွာဒါပေမဲ့လည်းကြိုးစားပြီးတော့ပြန်တီးမယ်လုံးတယ်ဗျာကျုံးနေwhat the fuck လှုပ်ထားကြိုးစားတာမရဘူးလားလို့ပါကွာတယောက်တော့လာကူပေးနေကွာသူလဲကူတော့ကူပေးရှာတာပဲဒါပေမဲ့လည်းနောက်ဆုံးတော့ yes ပေါ့ဖြစ်တော့ body 4000ကျော်
4000ကျော်46,895SMB ဆိုငါပေါက်တွေကလည်း2 million 2.5 million ရှိတာဖြစ်တဲ့အတွက်ဆင်းတော့တော်ပြည်နေတယ်ငါချက်စတီယူမယ်ပြီးတော့ငါခုမှ blog စားဆိုတာဆိုတော့ blog စားဆိုရင်လည်းဘာကျွန်တော်ဘာအကောင့်တွေရှိလဲပြမယ်နော်ကျွန်တော်မှာ holly site ရှိတယ် CG ရှိတယ်ဒါတွေလည်းစုံနေပေါ့နော်ကျွန်တော်အကောင့်ကတော့နည်းနည်းပါစုံနိုင်ပေါ့ဒါကြီးလည်းမစုံဘူးဒီ fruit ထဲမှာဆိုတော့ဒီမရှိဘူးပေါ့နော်ဒီမှာဆိုတော့ဒီ SSA ရှိတယ်ဒီ SSA တုံးမယ်store shares to ဘာတော့ဒီမှာ fruit တွေတော့ရှိတယ်နည်းပါတော့ရှိရပါတော့အလို fragment တွေမှာ data fragment လေးရှိပါတယ်ကျွန်တော် raise လုပ်လို့လည်းရတယ်ပါဆိုတော့ကျွန်တော်တို့ဘုံကျွန်တော်နဲ့တူဆော့ကြည့်ရင်ကျွန်တော်တဲကန်အကောင့်ကိုလာခဲ့ပါလာပြီးမှလာပြောပါဗီဒီယိုလေးလည်းထည့်ပေးလို့ရပါတယ်ပြီးကျွန်တော် raise လုပ်မှမလို့ကျွန်တော်နဲ့တူလုပ်မဲ့ brother ရှိရင်လည်းလာကြရပါတယ်ကျွန်တော်ယူ ghost mode human ကိုလုပ်မှာပါအခုတော့အနေနဲ့ပညာတတ်ကလေးတွက်လို့လိုက်မှာခုနလေးမှာလူတွေပညာတတ်ကရှိမလားလို့ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ဒီနေ့ကတော့ဒီလောက်နေပဲအဆုံးသတ်ချင်ပါဗျာနောက်နေ့ကျရင်ဒီတက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်